ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်ဆရာရွှေထီးပါမိနစ်ကလေး15မိနစ်လောက်နဲ့ပေါ့နည်းနည်းလေးပြောကြည့်ကြရအောင်နော်ဟိုအပိုင်း1အပိုင်း2အပိုင်း3ဆိုပြီးပြောမယ်ဗျာအဲ့ဒီကအပိုင်း1မိတော့လဲအပိုင်း1ပေါ့နော်အပိုင်း2မိတော့လဲအပိုင်း2ထိပေါ့နည်းနည်းလေးတော့အကြာကြီးလေးဘယ်သူမှနားမထောင်နိုင်ဘူးကျွန်တော် line ပေါ်တင်တဲ့အခါကျလဲအကြာကြီးပြောဖို့ကနားထောင်တဲ့သူကနည်းတယ်နော်စာရေးရတာကြကျွန်တော်ကပြင်းလို့ချုပ်ပါဠိစာတွေကြတော့လေတိတ်မရေးချင်ဘူးမရေးနိုင်ဘူးမရေးတတ်ဘူးဗျာစာရိုက်တာကိုပြောတာပါနော်အဲ့တော့အပိုင်း1အနေနဲ့ပြောချင်တာကကျွန်တော်တို့ရွှေကျော်အိဆာတရားမဟိတ်တိစေခိုင်းတော်မြတ်ကြီးရဲ့ဘသူမှတုံတန်ကိုမပြောသေးတဲ့စကားတွေကျွန်တော်ပြောမှာမကြားဘူးသေးတာလည်းဖြစ်မှာပေါ့ဗျာကျွန်တော်လည်းမကြားဘူးသေးတာလည်းဖြစ်မှာပေါ့သူများတွေလည်းပြောပြီးတာလည်းဖြစ်ရင်ဖြစ်မှာပေါ့နော်အဲ့တော့ကျွန်တော်ကရွှေကျော်အိဆာတရားမဟိတ်တိစေခိုင်းတော်မြတ်ကြီးရပါအဲ့တော့ဒီရွှေကျော်ဂိုင်းပေါ့နော်အတူကောက်ပြောမယ်ဆိုရွှေကျော်ဂိုင်းကိုဝင်ရင်ရွှေကျော်ဂိုင်းဆေးပေါက်ရင်သူများတက်လို့မသိဘူးသူတစ်ပါးလက်ချက်နဲ့မသိဘူးဒီလိုပြောကြပါတယ်အဲ့တော့ဒီလိုပြောတဲ့ခါကျတော့များသောအားဖြင့်တွေးကြတာများသောအားဖြင့်သိကြတာစုံမစုံဒီစုံတက်လို့မသိဘူးကိုဝေတက်လို့မသိဘူးစုံကိုဝေမော်အောင်လန်းအခြားသောပညာရက်တစ်ခုခုနဲ့တက်လို့မသိဘူးဒီလိုပဲတွေးကြပါတယ်ဒီလိုပဲပြောကြပါတယ်ဒီလိုပဲသိကြပါတယ်အရသာကရွှေကျော်ခိုင်းကိုအဆုံးထိလိုက်ကြည့်ပါနော်အရသာအဲ့လိုမဟုတ်ပါဘူးဘလို့ပုံစံမျိုးနဲ့မှမသိဘူးဘလို့ပုံစံမျိုးသိမလဲဆိုတော့ခု96ပါပေါ့ဗျာ96ပါကိုဒီကိကယောဂတွေရောပေါင်းရင်တော့ရာကြော်မှာပေါ့နော်ကိုဗစ်တို့ဟလာ HIV တို့ AIDS တို့ဒါမျိုးတွေရောပေါ့အဲ့တော့ကျွန်တော်ထောက်ပြမယ်ဘယ်ဟာတွေလဲဆိုတော့ဥမာကျွန်တော်ကငလျင်တန်ခံစားခဲ့ရတဲ့သူကိုငလျင်လှုပ်လို့အိမ်ပြိုလို့မသိဘူးငလျင်လှုပ်တာပဲဖြစ်ဖြစ်သူကသူပြိုတာပဲဖြစ်ဘာလို့လဲဆိုတော့အဲ့အိမ်ကကိုဆောက်ထားတာမဟုတ်ဘူးဟုတ်ပြီဒီလိုဆိုရင်ကိုကလက်သမားဆရာသူကကိုကပယံဆရာကိုကဟလာအင်ဂျင်နီယာကိုတိုင်ဆောက်တယ်ပဲဆိုပါစို့အဲ့ပစ္စည်းတွေကိုဝယ်ခဲ့တာလားကိုလုပ်ခဲ့တာလားဝယ်ခဲ့တာနော်ဝယ်ခဲ့တာဆိုကြတယ်ကိုလုပ်ထားတာမဟုတ်ဘူးတန်တဲ့ပစ္စည်းတွေကကိုဝယ်လာတာလားဥမာလက်သမားဆိုရင်အသားတွေကကိုတိုက်ခဲ့တာလားအဲ့တစ်ပင်ကြီးကကိုစိုက်ခဲ့တာလားကိုစိုက်ခဲ့တဲ့ထားအဲ့မြေကြီးကကိုလုပ်ခဲ့တာလားမဟုတ်ဘူးနော်ကိုလုပ်ခဲ့တာမဟုတ်ဘူးအဲ့ဒါကြောင့်အိမ်ပြိုလို့သေစရာအကြောင်းမရှိပါဘူးအိမ်ပြီလို့လည်းသေစရာအကြောင်းမရှိဘူးကားမောက်လို့ဆိုင်ကယ်မောက်လို့လည်းသေစရာအကြောင်းမရှိဘူးဘာလို့လို့ကားကိုလုပ်ခဲ့တာမဟုတ်ဘူးဟာကိုပဲအရေးကြိုပြီးကိုလုပ်တာပါပဲပြောတာယာတွေကကိုဝယ်ကိုလုပ်ခဲ့တာလားဆိုလို့တာကားတစ်စီးလုံးကိုတော့မလုပ်ခဲ့တာသိကြပါတယ်ဆိုင်ကယ်မှာလည်းအဲ့ဒီတိုင်းပဲပေါ့ဗျာအဲ့တော့အိမ်ဆိုတာလည်းဒီတိုင်းပဲအခြားသောအကြောင်းအရာတွေအများကြီးရှိတယ်တင်မောတို့လေးတို့ကိုလုပ်ခဲ့တာတွေမရှိဘူးကိုလုပ်ခဲ့တယ်ပဲထောင်အတူအထွာပစ္စည်းလေးတွေဝယ်ခဲ့ရသေးတယ်တန်ရိုက်မယ်ဆိုတန်လေးတွေသွားဝယ်ရသေးတယ်ကိုကတ်မယ်ဆိုကိုလေးတွေသွားဝယ်ရသေးတယ်အဲ့တော့သူတစ်ပါးတက်လို့မသိဘူးဆိုတာဘယ်လိုပုံစံမျိုးနဲ့မှသိဖို့အတွက်လားလာမရှိဘူးလို့ပြောတာဘယ်လိုပုံစံမျိုးနဲ့သိမလဲဆိုတမယိုးကြပဲဖြစ်မယ်တဲ့ဒါအပိုင်း1အနေနဲ့ကျွန်တော်အဲ့ဒါလေးပြောပြတာပါအဲ့တော့ရွှေကျော်မှာအရသာတိတ်ရှိပါတယ်ဆိုတာလေးနော်တချို့ကဒါကိုမသိဘူးအဲ့တော့ရွှေကျော်မှာဘာသစ္စာတွေစောင့်ထင်းရတာလဲဆိုတော့တိလျက်နဲ့ဒါကတော့ကိုအကျယ်တွေးကြည့်ပေါ့နော်တိလျက်နဲ့အမဲသားကျွဲသားမစားနံပါတ်1သစ္စာကဘီယာခေါင်ရည်ကစော်ရည်ဓနိရည်ထန်းရည်နောက်စိန်ရည်နောက်ဖောက်ရည်အဲ့ဒီလိုတေးရက်တွေမတောက်ဘူးနောက်တစ်ခါ WY ဆေးပြဘိန်းမဲဘိန်းမြူအဲ့ဒါမျိုးဆေးဝါးတွေမသုံးဘူးလို့ဒုတိယသစ္စာပြုတာတတိယသစ္စာကသူတစ်ပါးရဲ့တာမယာကာယကံမြောက်မကျူးလွန်ဘူးအဲ့3ချက်ပါနော်အဲ့3ချက်ပေါ့အရင်တော့ကတော့2ချက်ပေါ့ဗျာထားတော့အဲ့2ချက်နဲ့ကျွန်တော်တို့ကဆက်ပြီးသွားတာသွားတဲ့ခါကျတော့ရွှေကျော်ရဲ့
ပန်းနိုင်ရွှေရင်ကျော်ကဘာကြောင့်ပေါ်ခဲ့တာလဲဆိုအဲ့ဒီကိစ္စလေးတွေကိုလူတွေကိုကူညီရင်းနဲ့အဆုံးစုံလုံးပန်းနိုင်ကိုကျင့်ဖို့အဲ့ပန်းနိုင်ကိုကျင့်ဖို့အတွက်တခြားသောအနောက်ရှက်တွေဟန်တားတာတွေကိုဖယ်ရှားဖို့ကုသိုလ်တွေလည်းများများရဖို့ဘာကုသိုလ်တော့ဆိုဘာဝနာကုသိုလ်ဘယ်ဟိုသွားမှာလဲဆိုမက်လန်းဖိုလန်းမဂ်ခင်၈ပါးကျင့်စဉ်မြတ်စွာဘုရားရှင်ရဲ့နိဗ္ဗာန်ရောက်တဲ့ကျင့်စဉ်ဒီကိုသွားတာဒါဂိတ်ဆုံးပန်းနိုင်ကိုပြောတာအဲ့တော့ကျွန်တော်တို့ဂျားထဲမှာတော့အများကြီးရှိတယ်ကိုဟာကိုထိတွေ့ကြပါနော်အဲ့တော့ကျင့်စဉ်မှာဘာနဲ့သွားကျင့်တာတော့၅ပါးသီလအရင်ဆုံးဆရာတယောက်ကသစ္စာ၃ချက်လုံပြီးရင်၅ပါးသီလကျင့်၅ပါးသီလကျင့်ပြီးရင်ဘာဝနာကျင့်ဒီလိုဆိုရင်ဂျားထဲမှာပါဘူးလားပါပါတယ်ဒါနာလည်းပါမှာပဲသီလလည်းပါမှာပဲတမထလည်းပါမှာပဲအဲ့တော့တမထမှာရင်လမ်းဆုံးတယ်ဘာဝနာကြတော့နည်းနည်းလေးလှုပ်တယ်ဒါမျိုးနဲ့ပေါ့နော်အဲ့တော့အပိုင်း1အနေနဲ့ကတော့ခုဒါ6မိနစ်ရှိသွားပြီ6မိနစ်အတွင်းမှာကျွန်တော်ပြောလိုက်တဲ့ဟာလေးပြန်ကောက်ပြီးပြောကြပါတော့ဆိုရင်ရိုးဖျားနာသေးတာကလွဲရင်ဘယ်လိုပုံစံမျိုးနဲ့မှမသိနိုင်ပါဘူးလို့เนาะအိမ်ပြီလို့တော့ဟလာကားတိုက်လို့တို့ဆိုင်ကယ်တိုက်လို့တို့နောက်ဆုံးကိုမောအောက်လန်းကြည့်မထင်ပါနဲ့သူတစ်ပါးလက်ချက်နဲ့မသိနိုင်ဘူးသူကသူတစ်ပါးပစ္စည်းတွေနဲ့ပတ်သက်ဆက်နွယ်နေတဲ့ဟာတွေနဲ့လည်းမသိနိုင်ဘူးเนาะနောက်တစ်ခါမတ်ဖို့အတွက်ပဲကျင့်တဲ့ကျင့်စဉ်ဂိုင်းတော်ကြီးဖြစ်ပါတယ်ဂျားထဲမှာတော့အသေးအမွားတွေအများကြီးပေါ့ဗျာပယောဂတို့ပါတော့ပေါ့เนาะပယောဂလူတိုင်းမှာရှိတယ်ဒါတွေကငင်းရခုံအောင်မှာဆိုလို့မပြောတာเนาะဟိုရာနှုံးပြည့်ရှိတယ်တရားမှာအယောက်90မဟုတ်ဘူး100လုံးရှိတယ်လက်ခံတာနဲ့လက်မခံတာကွာတယ်ဟုတ်ရဲ့လားလက်မခံတဲ့သူကပိုများတယ်ဒါတရားထားလိုက်တော့ပြောကအကြောင်းပြောတာမဟုတ်တော့ဒါတွေထားလိုက်တော့เนาะအဲ့တော့ဟိုရှင်မောက်ကလန်ကိုလိုမြတ်ကြီးတောင်ပြအောင်မယ်ဘိုင်ထဲမှာမာနက်ကြီးဝင်သေးတာပဲเนาะနောက်ရှင်အာနန္ဒာဆိုတရားကျင့်နေတော့မာနက်ကနှလုံးညစ်ထားသေးတာပဲအများကြီးပါเนาะတာရကတွေဟိုဓာတုစရိယမထေပြင်ချက်ကိုတော့ဆိုရင်လဲဒါအရဟတမတ်ရောက်ပြီးမှနွားမခွေတတ်တာပြိဋိဘံပြုတ်သွားတာနွားမဘလူးမဝင်စည်းတာလေဒါဘုရားမြတ်စွာဘုရားရှင်လက်ထက်ကလေးရပေါ့ကဲထားပါတော့ကျွန်တော်ပြောကအကြောင်းပြောတာမဟုတ်ဘူးအဲ့တော့ဒါအပိုင်း1အနေနဲ့ဒီလောက်ဆိုရင်ကျင့်တတ်တော်မူကြပါအပိုင်း2အပိုင်း3ကိုတော့ပြောဖို့လို့ရှိပါတယ်အဲ့တော့အပိုင်း2အပိုင်း3မှာအပိုင်း3ကိုအရင်ကြော်ပြီးပြောလိုက်မယ်အပိုင်း2ကအချိန်နည်းနည်းလေးယူရမှာဖြစ်တဲ့အတွက်အပိုင်း3မှာကတော့ဖြည့်ရှင်းလို့ရတဲ့ကိစ္စနဲ့ဖြည့်ရှင်းလို့မရတဲ့ကိစ္စနှမျိုးပြောဖြည့်ရှင်းလို့ရတဲ့ကိစ္စတွေကြီးပဲတလောကလုံးမှာဥပမာပယောဂပေါ့ဗျာဟာပယောဂအနုအညံ့နုညံ့တာတွေရှိမယ်အညံ့တွေရှိမယ်နောက်တိမ်မွေးတာတွေရှိမယ်လူမှုရေးနဲ့တိုက်တာတွေရှိမယ်စီးပွားရေးနဲ့တိုက်တာတွေရှိမယ်ပညာရေးနဲ့တိုက်တာတွေရှိမယ်အလားပါနဲ့တိုက်တာတွေရှိမယ်အဲ့တော့များသောအားဖြင့်သိနေတာကျမ်းမာရေးလို့စီးပွားရေးလို့ပဲပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဗျာကဲပယောဂဖြည့်ရှင်းလို့မရဘူးလားဖြည့်ရှင်းလို့ရတဲ့ဆရာနဲ့အချိန်တိုင်ရင်တော့ဖြည့်ရှင်းနိုင်သွားတာပဲဘယ်ကိစ္စပဲဖြစ်ဖြစ်လောကကြီးမှာပြဿနာဘောင်းစုံတက်လာစီရေးကိစ္စတွေရောအဲ့တော့ဖြည့်ရှင်းလို့ရတာတွေကြီးပါပဲဘယ်ကိစ္စဖြစ်ဖြစ်နော်ဒါပေမဲ့မဖြည့်ရှင်းဘူးနော်များသောအားဖြင့်ဖြည့်ရှင်းလို့ရတဲ့ကိစ္စကိုတစ်လက်ကြီးထားပြီးမှရှောင်ထွက်သွားတဲ့ဟာတွေတပုံကြီးနော်တကဘာလုံးကိုပြောတာပါနော်မဖြည့်ရှင်းဘူးဘာလို့ကိုမှန်တယ်ကြည့်ထင်ကြတာဟုတ်ဗျကဲအဲ့ဒါထားလိုက်တော့ဖြည့်ရှင်းလို့မရတဲ့ကိစ္စလေးပြောချင်ပါတယ်ဒါအပိုင်း3ကိုကြော်ပြောလိုက်တာနော်အပိုင်း3မှာ2မျိုး꿰တယ်ဖြည့်ရှင်းလို့ရတဲ့ကိစ္စဖြည့်ရှင်းလို့မရတဲ့ကိစ္စအဲ့တော့ဖြည့်ရှင်းလို့ရတဲ့ကိစ္စတွေကတော့နားလည်သွားပြီတလောကလုံးမှာရှိတဲ့ကိစ္စတွေမှန်သမျှဖြည့်ရှင်းလို့ရတာတွေကြီးပဲဟုတ်ပြီဒီလိုဆိုရင်ဖြည့်ရှင်းလို့မရသေးတဲ့ဟာဆိုကျွန်တော်တို့ခုလက်ရှိဒီ file ကိုကြည့်နေပြီဆိုကြတဲ့ကကျွန်တော်တို့ဒီ owner တွေမလွတ်သေးဘူး owner တွေလွတ်ဖို့ကဒါဖြည့်ရှင်းလို့မရတဲ့ကိစ္စအဲ့ကိစ္စကိုအရင်ဆုံးဖြေရှင်းရမှာဒီဘဝလူဖြစ်ပြီးဒီလိုအနေထားရပြီဆိုတာမလွယ်ဘူးလေနော်မလွယ်တဲ့ကိစ္စကြီးကိုသိထားရဲ့နဲ့အချင်းကြီးတော့အချိန်ကုန်ခြင်းတွေနဲ့ဘာလို့ဖို့အချိန်ကုန်ခံပါလဲညာသွားဖြင့်ကတော့ချမ်းသာခြင်း၄မျိုး၅မျိုး၆မျိုး10မျိုးထိရှိပါတယ်လေလောကုတ္တရာရောထည့်မယ်ဆိုရင်ပေါ့နော်လောကီချမ်းသာမှာငွေနောက်လိုက်ရင်းနဲ့ပဲတဖြုတ်ဖြုတ်ကြွေးကုန်ကြတာပါပဲဘာလို့ငွေရှိမှဖြစ်မယ်ဆိုပြီးမှငွေချမ်းသာမှုကိုမမောကြတာပေါ့နော်ဓနချမ်းသာခြင်းဒုတိယဓနချမ်းသာခြင်းမှာလဲမမောကြတာပါပဲဒါပေမဲ့ငွေချမ်းသာတော့လဲမကောင်းဘူးနော်ကောင်းတာတော့စပယ်ရှယ်ကောင်းတာပေါ့ဗျာရေဘူးကအဖြစ်ကတော့ကောင်းတာပေါ့ဒါပေမဲ့ငွေချမ်းသာတာမပြည့်စုံဘူး
ပြည့်စုံမှုတော့မဖြစ်ဘူးတအားကိုပြဿနာဘောင်းတုံရောထွေးနေသေးတယ်ဒနာချမ်းသာလာလဲအဲ့လိုပဲဒနာချမ်းသာဆိုရင်ဒနာချမ်းသာဆိုဒုတိယအဆင့်ပေါ့နော်ဥပမာအီလွန်မတ်တို့ပေါ့အီလွန်မတ်တို့ဆိုလဲဒနာချမ်းသာတာပဲတကယ်ကမ္ဘာထိတ်တန်းချမ်းသာတဲ့သူတွေကိုကြည့်လိုက်ပေါ့ဗျာသူတို့ရဲ့သားသမီးတွေကိုတတ်သေးသွားတာတို့သူတို့ကိုယ်တိုင်ပြဿနာဘောင်းတုံဖြေရှင်းနေရတာတို့ဆိုဘယ်ချမ်းသာမလဲဟုတ်လားဒနာချမ်းသာတာမကောင်းလားဆိုတော့ကောင်းတာပေါ့ဒုတိယအဆင့်ကိုငွေချမ်းသာရင်ကိုကောင်းနေပြီလေငွေချမ်းသာတာလည်းကောင်းတာပဲဒါပေမဲ့တတိယချမ်းသာအကျွေးခင်းပြီးချမ်းသာတွေကဖို့မကောင်းဘူးလားဟုတ်ရဲ့လားအကျွေးခင်းပြီးချမ်းသာတဲ့သူကလမ်းဘေးမှာတောင်းသားဖြစ်နေတဲ့သူတွေဘာအကျွေးမှမရှိအေးဆေးပဲနော်ဟုတ်ရဲ့လားများသောအားဖြင့်စိတ်ချမ်းသာလို့ပြောကြမှာနော်များသောအားဖြင့်ဒါပေမဲ့စိတ်ချမ်းသာမရောက်သေးဘူးနော်အဲ့တော့စိတ်ချမ်းသာဖို့ဆိုရင်ဘာတွေလိုတော့ဆိုအာရောကြလေကျမ်းမာခြင်းဒီလက်တပါတဲ့ဒီတက်တာလွန်တဲ့ဟာမရှိဘူးကျမ်းမာခြင်းချမ်းသာငွေလဲချမ်းသာတယ်ဒနာလဲချမ်းသာတယ်အကျွေးလဲကင်းတယ်ကြမ်းလဲကျမ်းမာတယ်ဒီလေးမျိုးလုံးဆိုရင်ပိုကောင်းတာပေါ့ဒါပေမဲ့ဖြည့်ရှင်းလို့မရတဲ့ကိစ္စပါတန်လန်းကြီးနော်အိုနာသေးမလွတ်သေးဘူးအဲ့တော့ခုပြောချင်တာကတော့ဒီဟာတွေပြောနေတာမဟုတ်ကျွန်တော်တီးတန်တရားဟောတာမဟုတ်ရွှေရင်ကျော်ရဲ့ special ကောင်းပါတယ်ဆိုတော့အချက်တွေကိုဆွဲထုတ်ပြတာညာသွားဖြစ်မပြောကြလို့နော်သူများတက်လို့မသေးဘူးဆိုရင်စုံကိုဝေမော်အောင်လန်းလောက်ပဲထင်နေတာအဲ့တော့အပိုင်း၃ကိုပဲကျွန်တော်နှစ်ခုခွဲပြီးပြောလိုက်တာဖြည့်ရှင်းလို့ရတဲ့ကိစ္စရေဖြည့်ရှင်းလို့မရတဲ့ကိစ္စရေအဲ့တော့ဖြည့်ရှင်းလို့မရသေးတဲ့ကိစ္စအိုနာတီကိုကျွန်တော်တို့တွေဒီဘဝမှာနောက်ဆုံးထားပြီးဖြည့်ရှင်းရအောင်အဲ့တော့ပုထုဇဉ်မှာကလျာဏပုထုဇဉ်နဲ့ဝင်ရင်မကောင်းဘူးလားကလျာဏပုထုဇဉ်နဲ့ဝင်ဖို့ဆိုရင်ကလျာဏပုထုဇဉ်က၅မျိုး၅ဆင့်ပြန်ကွဲသွားတယ်၅ဆင့်ထဲမှာဘယ်အဆင့်ပါအခြေအနေကောင်းသွားပြီပဲဒီဟာပြီးရင်ကလျာဏပုထုဇဉ်၅မျိုးထဲမှာကိုက၅မျိုးလုံးပဲပါဗျာ2မျိုးလောက်ပဲပါ3မျိုးလောက်ပဲပါကဲဒါပြီးရင်ဘယ်ဆက်တက်မလဲသုလသောတာပန်လောက်ဆိုရင်ရောဟာအခြေအနေတော်တော်ကောင်းသွားပြီပဲเนาะအပေတကားပိတ်ဖို့အတွက်ဒါနီးသွားပြီဟာဒီတိုင်းဌာနလေးလုံနေုံနဲ့တီလာလေးလုံနေုံနဲ့ကတော့ပိတ်တော့ပိတ်တယ်ဒါပေမဲ့ guarantee တော့မရှိဘူးဘယ်ချိန်ပိတ်မလဲဆိုဟိုဟာဘယ်နှဘဝပိတ်မလဲဆိုတာတော့မသိကြဘူးပန်းလေးတွေလူမယ်ဗျာရေတော်ကတ်နေကြဖြစ်တယ်ဗျာနတ်ပြည်ရောက်သွားမယ်နော်နတ်ပြည်ဆိုတာလဲစတုမဟာဘုံတာဝရိန်သာယာမာတုတိတာနေမာနာရတိပရနေမိတာဝတ္တဝတိအဲ့ဒီလိုရှိတဲ့ထဲမှာအောက်နှစ်ဘုံလောက်ရောက်မှာစတုမဟာဘုံနဲ့တာဝရိန်သာပေါ့နော်ယာမာတို့တုတိတာတို့နေမာနာရတိတို့ပရနေမိတာဝတ္တဝတိတို့လေးဘက်ကိုတိတ်မမျော်နဲ့အဲ့လေးထက်ကနည်းနည်းမြင့်လွန်းတယ်ဘာလို့တခြားဇောတန်တန်နေနဲ့ဟာကြမှာရောက်မှာပေါ့ထားပါတော့ဒါဒီအကြောင်းအရာပြောတာမဟုတ်ဘူးဟိုရောက်ချင်းမရောက်ချင်းကတော့စေနာဇောတွေပုံမှာတော့မူတည်တာပေါ့အဲ့တော့ဖြည့်ရှင်းလို့ရတဲ့ကိစ္စဖြည့်ရှင်းလို့မရတဲ့ကိစ္စဆိုတာဖြည့်ရှင်းလို့မရသေးတဲ့ကိစ္စကိုကျွန်တော်တို့ကရအောင်ဖြည့်ရှင်းရမှာတရိပ်နဲ့ဖြည့်ရှင်းရမှာပဲရတဲ့၍မှတ်တဲ့၍တတ်တဲ့၍လုံးရမှာပဲအဲ့မှာလုံးတဲ့ခါမှာလမ်းကြောင်းတွေလွဲသွားတာမဂ်ခင်၈ပါးကလွဲရင်ကြံတဲ့ဟာကိုမကြည့်ပါနဲ့မဂ်ခင်၈ပါးမှာဘာတွေရှိတာတော့ဆိုသီလသမာဓိပညာဒါပဲအဲ့တော့သီလကငကိုကလေးကရှိရမယ်ခုနကပြောထားတယ်၅ပါးသီလဒါလူဆိုရင်ပြောတာနော်ယဟန်သီလပေါ့ဟုတ်လားသီလဖြူစင်ရမှာဟုတ်၅ပါးသီလတောင်မှမမြဲသေးပဲနဲ့ပြောနေရင်လည်းတိတ်မဟုတ်ဘူးဗျတိတ်မဟုတ်ဘူးနော်ကဲထားတော့အဲ့တော့ကြိုးစားကြင်ညာပွားများအားထုတ်နိုင်ကြပါစေကုန်တတိဟုရဲ့ပဲဆုတောင်းမေတ္တာဘုရားအပါတယ်အပိုင်းနှစ်ကလေးတစ်ခုတော့ခြံထားတယ်နော်အဲ့ဒါကခုလိုပဲခုဒါ73မိနစ်နဲ့မိနစ်50ဒါလေးပဲရက်လိုက်တော့မယ်နော်